အားလုံးမင်္ဂလာပါဗျကျွန်တော်ကတော့ Andy ပါ AIA မြန်မာနဲ့ Andy the Trainer တို့ပူးပေါင်းတင်ဆက်တဲ့ AIA Rethink Healthy တင်းချံဝေးဆိုတဲ့အစီအစဉ်လေးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အစီအစဉ်လေးကတော့တင်းချံတွင်အိမ်မှာနားနေတဲ့ချိန်တွင်မှာအိမ်မှာအလွယ်ကူဆုံးအယိုးရှင်းဆုံးနဲ့ထိရောက်ဆုံးလုပ်တဲ့မယ်လေ့ကျင့်ခန်းတွေပြင်ကျွန်တော်အားလုံးကြိုက်ကြတဲ့တင်းချံတွင်မှာပဲစားတော့လို့ရတဲ့မြန်မာရိုးရာအစားအစာတွေကိုဘယ်လိုကျန်းမာရေးနဲ့ညီအောင်စားတော့မလဲဆိုတာဝေမျှပေးမယ်အစီအစဉ်လေးပဲဖြစ်ပါတယ်ဗျာဒါကြောင့်မို့နေ့မှာဆိုလို့ရှိရင်အားလုံးအသွေးသည့်အမြင်လေးတွေနဲ့ဖြတ်သန်းနိုင်ဖို့အတွက်ကျွန်တော်ကျန်းမာခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာဆိုလို့ရှိရင်ကျွန်တော်အရင်ကထင်မြင်ထားတဲ့ယူဆချက်တွေအတွေးခေါ်တွေကိုပြန်ပြီးတော့မှ rethink healthy လို့ဖို့အချိန်လေးရောက်လာပါပြီဥပမာဆိုလို့ရှိရင်ကျွန်တော်လေ့ကျင့်ခန်းလုပ်ခြင်းခန္ဓာကိုယ်လှပခြင်းတွေမှုပဲနဲ့ကျွန်တော်တနေ့တာမှာအောင်မြင်မြင်နဲ့ချက်ချင်းမှာကြော်ဖြတ်ဖို့ကပိုပြီးရေးချပါလေဗျဒါကြောင့်မို့ကိုတခြားလူတွေနဲ့နိုင်ရှင်ခြင်းမပြုဘဲနဲ့ပတ်ဝန်းကျင်သတ်မှတ်ချက်တွေထဲမှာကိုဘောင်ခတ်မမိနေစေဖို့အရေးကြီးပါတယ်ဗျာဒါဆိုလို့ရှိရင်မနေ့ကကျွန်တော်တို့တင်းချံအကြိုနေ့မှာကိုယ့်ရဲ့ခန္ဓာကိုယ်ကို warm up လုပ်တာပြီးပြီဆိုတော့ကျွန်တော် fitness မှာအရေးကြီးတယ်အစုံနဲ့လုံးနဲ့ခန္ဓာရည်ရှိဖို့အတွက်ဆိုလို့ရှိရင်เนาะဒီနေ့မှာအားလုံးအတွက်နှလုံးခုန်လုံးလေးပိုပြီးမြန်လာအောင်လို့ low impact cardio လေးနဲ့မိတ်ဆက်ပေးပါမယ်ဒါပြီးတော့လို့ရှိရင်ကျွန်တော်လေ့ကျင့်ခန်းမလုပ်ခင်မှာ pre workout အနေနဲ့မြန်မာရိုးရာတင်းချံစားစာတွေမှာစားလို့ရတဲ့အစားစာလေးတစ်ခုရှိရဗျဒါကိုလည်းမိတ်ဆက်ပေးမှာမို့ကျွန်တော်တို့ဗီဒီယိုအဆုံးထိကြည့်ရှုပေးဖို့ပြောပြချင်ပါတယ်ဗျဒါဆိုလို့ရှိရင်အားလုံး ready ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်လေ့ကျင့်ခန်းလုပ်တာကိုစလိုက်အောင်လားဗျကျွန်တော်အစုံနဲ့နှလုံးနဲ့ခန္ဓာရည်ရှိဖို့အတွက်ဆိုလို့ရှိရင်เนาะ cardio လေ့ကျင့်ခန်းနဲ့အကောင်းဆုံးလို့ပြောလို့ရပါတယ်ကျွန်တော်ဒီနေ့လုပ်ပြမယ့်လေ့ကျင့်ခန်းတွေကဘာပစ္စည်းကရိယာမှမသုံးထားဘူးကိုယ့်ရဲ့ amazing body တစ်ခုပဲသုံးဝင်မှာဖြစ်ပါတယ်လေ့ကျင့်ခန်း6မျိုးရှိပါမယ်တစ်ခုကို40စက္ကန့်လုပ်ပြီးကြားထဲမှာ10စက္ကန့်နိုင်ပေးရပါမယ်လေ့ကျင့်ခန်း6ခုကိုတော့3ကြောလုပ်နိုင်ပါတယ်ဗျဒါဆိုရင်ကျွန်တော်စလိုက်ရအောင်လားဗျပထမဆုံးတစ်ခုကတော့ high knee marching လို့ခေါ်ပါတယ်ကိုယ့်ရဲ့ဒူကောင်ကိုကိုယ့်ရဲ့ခါးညာထိလာအောင်ပင့်တင်ပေးပါရင်ဘတ်တွေဖွင့်လာမယ်ပခုံးတွေရှော့ချထားပြီးပါဗျOkay တကယ်လို့ကိုကဒါကိုလွယ်လွယ်ကူကူရတယ်လို့ယူဆတယ်ဆိုလို့ရှိရင်တော့ intensely နဲ့တင်ချင်လို့ရှိရင်တော့နည်းနည်းလေးမြန်မြန်လေးရှောက်လို့ရတယ်လို့မျိုးအခုလိုမျိုး high knee running နဲ့လည်းလုပ်ရတယ်ဗျအသက်ကိုပုံမှန်ရှုပေးပါနှာခေါင်းနဲ့ရှုမယ်ပါးစပ်ကနေမြင်မထုတ်ပါခင်ဗျဒါလားဆို okay လား okay လဲဆိုလို့ရှိရင်တော့ဒီ space ဆိုင်တော့လည်းအပ်ပြီမယ်ကျွန်တော်တို့ low impact လို့ရှိရင်တော့အခုလိုမျိုးလေ့ကျင့်ခန်းလုပ်လို့ရပါတယ်ဒါကတော့ high knee march လို့ခေါ်ပါတယ်ဗျနံပါတ်1 exercise ကတော့ step side press လို့ခေါ်ပါတယ်။ညာဘက်ကိုလမ်းလိုက်မယ်။ပြီးတော့လို့ရှိရင်လက်ကိုအပေါ်ဘက်ကိုတွန်းတင်လိုက်ပါ။ဘယ်ဘက်ကိုလမ်းလိုက်မယ်။လက်ကိုပေါ်လက်ကိုတွန်းတင်လိုက်ပါဗျ။ဒါဆိုလို့ရှိရင်တော့ very easy and step နှာခေါင်းနဲ့ရှူပါမယ်။ပါးစပ်ကနေမှုထုတ်မယ်။တကယ်လို့လေ့ကျင့်ခန်းလုပ်ရတယ်နည်းလွယ်ကူလို့ထင်လို့ရှိရင်တော့ you can jump it like this အရင်လွယ်နေသေးရဟုတ်အသက်ကိုပုံမှန်ရှူပေးပါဗျ။ဒါကတော့ step side press ပါမရဘူးဆိုရင်နည်းနည်းလေးပြန်ပြီးတော့မှ speed ကိုချထားလို့ရပါတယ်နံပါတ်3လေ့ကျင့်ခန်းကတော့ back kicker လို့ခေါ်ပါတယ်ကျွန်တော်တို့လက်ကိုကိုယ့်ရဲ့ပခုံးနေရာမှာထားလိုက်မယ်ကျွန်တော်တို့ဘေးဘက်ကို power ကိုယူပြီးတော့မှခြေထောက်ကိုအနောက်ကို push လုပ်လိုက်ပါဒါကတော့ back kicker လို့ခေါ်ပါတယ်ဗျနှာခေါင်းလေးရှုသွင်းမယ်ပါးစပ်ကနေမှုထုတ်ပါမယ် okay တကယ်လို့ကိုယ် intensely နည်းနည်းလေးမြန်ခြင်းနဲ့ဆိုလို့ရှိရင်တော့ you can jump it ခုထိလွယ်နေတယ်လို့ထင်ပါတယ်မရဘူးဆိုလို့ရှိရင်တော့နည်းနည်းလေးပြန်ပြီးတော့မှ speed ကိုချလို့ရပါတယ်ဗျာနံပါတ်4လေ့ကျင့်ခန်းကတော့ကျွန်တော်အလူတွေမှာပတ်စံတက်ကောက်လေ့ကျင့်တော်တော်လေးသုံးဝင်ပြဒါတော့ money grabber လို့ခေါ်ပါတယ်ညာဘက်ချက်ကိုဘေးကိုဆန့်ထုတ်လိုက်ပါဘဲဘက်လက်ကကျမ်းမြင်ပေါ်မထိနိုင်ဘူးဆိုရင်လေဒိုးကောင်ကိုထိလိုက်ပါအလဲမှာပြန်စုမယ်ဘဲဘက်လက်ကညာဘက်ချက်ကိုထိမယ်အလဲနည်းနည်းလေးမြန်မြန်လေးလုပ်မယ်ဆိုလို့ရှိရင်တော့ push nicely ဒါကတော့ level 1မှာတကယ်လို့ကိုကအလူသွားပြီးတော့မှပတ်စံကောက်ချင်တယ်ဆိုလို့ရှိရင်တော့ you could go down ဒါကတော့ money grabber move ဆိုခေါ်ပါတယ်မော်နေပြီလားမမောသေးဘူးဟုတ်ဒါဆိုလို့ရှိရင်နံပါတ်5 exercise ကို short foot tap လို့ခေါ်ပါတယ်ဘေးကိုနလန်လိုက်မယ်ဒူကောင်းလေးချက်ရိုက်လိုက်မယ်ဘဲဘက်ကိုသွားမယ်နောက်တစ်ချက်ရိုက်လိုက်မယ်1 2 3 tap 1 2 3 tap နည်းနည်းမြန်လုပ်လို့ရှိရင်ဒီလိုပုံစံလေးဖြစ်သွားမယ် move it ဒါတော့ကျွန်တော်တို့ဘောလုံးသမားတွေမှာအသုံးရတဲ့ technique တစ်ခုပါဗျ okay ဟုတ်မရတော့ဘူးလား You can slow it down. Tap it easy. ဒါဆိုလို့ရှိရင်နောက်ဆုံး exercise ကိုတော့ high knee tap under လို့ခေါ်ပါတယ်။လက်နဲ့ရှောင်းဝင်သူလို့ထားလိုက်မယ်။ညာဘက်ဒူကောင်မြောက်လိုက်မယ်။
လူကောင်းကို၄ချက်ထိမယ်ပြီးတော့လို့ရှိရင်ခြေချင်းဝတ်လေးကို၄ကောက်ထိမယ်โอเคလောက်တဲ့ခါမှာသတိထားမှာကကိုယ့်ရဲ့ရင်ဘတ်တွေဖွင့်လာမယ်ကိုယ့်ရဲ့ကြောကတစ်ဖြောင်းတစ်ဖြစ်နေပြီပါဗျာ easy နည်းနည်းလေးမြန်you can jump it slow it downကျွန်တော်တို့ပြခဲ့တဲ့လေ့ကျင့်ခန်း6မျိုးကိုတစ်မျိုးကိုစက္ကန့်30ကနေ40အထိကျွန်တော်တို့3ကြောကနေ4ကြောထိလုပ်နိုင်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ဒီနေ့အတွက်ကာဒီယိုလေ့ကျင့်ခန်းလေးဒီလောက်ပါပဲဒါဆိုလို့ရှိရင် workout မလုပ်ခင်မှာဘယ်လိုစမျိုးစားမလဲဆိုတာကိုပြောပြပေးပါမယ်ကျွန်တော်တို့လေ့ကျင့်ခန်းမလုပ်ခင်မှာစားသုံးတဲ့ pre-workout snack ထဲကကျွန်တော်တို့မြန်မာရိုးရာအစားအစာတကူပြောပါဆိုလို့ရှိရင်တော့တင်းကြံမှာကျွန်တော်တို့ကြိုက်ကြတယ်မုံလို့ရဝယ်ဖြစ်ပါတယ်ဗျကျွန်တော်လေ့ကျင့်ခန်းလုပ်ဖို့ဆိုလို့ရှိရင်ခန္ဓာကိုယ်အတွက်စွမ်းအားတက်ဆိုရင်ကစီတက်တွေလိုတယ်ပြီးတော့မှခန္ဓာကိုယ်ထဲမှာရှိတဲ့ blood sugar level မှာကျနေဆိုရင်လုပ်တဲ့ခါမှာမရှူကြီးအတွက်ဆိုလို့ရှိရင်တော့တကြားတက်အတွက်ဆိုလို့ရှိရင်မုံလို့ရဝယ်ပါဝင်နေထက်ညက်ကရရှိတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီမှာသတိထားစင်တာကတော့မုံလို့ရပေါ်ရဲ့ portion ပဲဖြစ်ပါတယ်ဗျကျွန်တော်လေ့ကျင့်ခန်းမလုပ်ခင်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့လက်ဖွားထဲမှာထဲလို့ရတဲ့ဆက်လောက်တခုအစားတင်ဘယ်လုံးလုံးပါဝင်လဲဆိုတော့၄လုံးကနေ၅လုံးလောက်ထိပါဝင်နေဗျကျင်းကြမှာဆိုလို့ရှိရင်တော့အားလုံး surprise တွေနဲ့ကျွန်တော်တို့မုံလို့ရေဝယ်ထဲမှာငရုတ်သီးတွေထည့်လို့ရှိရင်ငရုတ်သီးရဆိုလို့ရှိရင်လေ့ကျင့်ခန်းလုပ်တဲ့ခါမှာသုံးဝင်နေဗျကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ကိုကျွန်တော်တို့ငရုတ်သီးမှာပါဝင်တဲ့တစ်မျိုးပါဆိုလို့ရှိရင်အစီလောင်ကျွမ်းခြင်းကိုပို့ပြီးတော့မှတွန်းအားပေးနိုင်တဲ့အကြောင်းမုံလို့ရေဝယ်ထဲမှာငရုတ်သီးပါလို့ရှိရင်မကြောက်ကြနဲ့နော်ဒါဆိုလို့ရှိရင်ဒီနေ့မှာကိုယ့်ရဲ့အစုံနဲ့နှလုံးနဲ့ကျမ်းမာချမ်းခံဖို့ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ရမလဲလေ့ကျင့်ခန်းမလုပ်ခင်မှာမြမအယိုးရအတင်းကြံစားတွေမှာဘယ်လောက်ထိစားမလဲဘာကိုရွေးချယ်ရမလဲဆိုတာသိသွားပြီလို့ထင်ပါတယ်ဗျ။မင်းနဲ့ကြလို့ရှိရင်တော့ fitness မှာရေးကြည့်တယ်ကျမ်းမာချမ်းခံခြင်းမှာဆိုလို့ရှိရင်ကြွက်သားတွေဘယ်လိုတန်မာလာအောင်လုပ်ရမလဲဆိုတဲ့လေ့ကျင့်ခန်းတွေရဲ့ပြီးတော့မှကျွန်တော်မြမအယိုးရ delay တွေထဲမှာချစ်စရာကောင်းတဲ့ story တာတော့စားပြီဆိုလို့ရှိရင်ဘာကိုရွေးချယ်စားတော့မလဲဆိုတော့ဝေမျှပေးပါမို့ AI မြန်မာ page ကိုစောင့်မျှကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျ။ဒါဆိုလို့ရှိရင်တော့ AI မြန်မာနဲ့တူတူကျမ်းမာတက်ရှိပြီးတော့မှပုံမကောင်းမွန်တဲ့ဘွားတွေရှောင်းလန်းလိုက်ကြအောင်လားခင်ဗျအားလုံးပဲပြောစရာကောင်းတဲ့တင်းချန်ကြနေလေးဖြစ်ပါစေခင်ဗျ See you ပါ